오케이, 여러분 안녕하세요. 오케이, 알로메 밍라바비아. 저는 이 비디오 리마가로 여러분 코리아နိုင်ငံကို ရောက်တဲ့အခါမှာခက်ခဲတဲ့တုံးတွေကဖြစ်တဲ့အခါအကူအညီပမာတောင်းလို့ရမလဲဘယ်လို scenario မှာအကူအညီတောင်းလို့ရလဲပြီးတဲ့အခါကျတော့အဲ့လို scenario မှာရောကျွန်တော်တို့ဘယ်လိုအခက်အခဲတွေကိုတိုင်ပင်ဆွေးနွေးလို့ရလဲပြီးတဲ့အခါကျတော့အဲ့ဒီ scenario ဘယ်လိုအလုပ်လုပ်လဲပြီးတဲ့အခါကျတော့ကျွန်တော်ကိုရီးယားမှာကိုရီးယားဘာသာစကားကိုထပ်ပြီးတော့လေ့လာကျင်တာတို့ပြီးတော့တခြားသောသင်တန်းတွေတက်ချင်နေဆိုရင်ကျွန်တော်တို့ဗမာဆက်သွယ်မေးမြန်းလို့ရလဲစားတာတွေကိုသိချင်နေဆိုရင်တော့ဒီခန်းလေးကရောတို့တို့အတွက်များစွာထောက်ကူပြုမှာပဲဖြစ်ပါတယ်ဗျ여러분 안녕하세요. 오케이, 알로메 밍라바비아. 저의 한국 코리아 랭귀지 채널 리가니 비로 별내 주주 라이바레비아. 그 빨리 빼빼비 말했을 가자로 저는 아칸나상아 외국인 근로자 지원 기관 소리 아칸리레가 저는 문화와 정보 비디오 리뷰 페파레비아. 오케이, 나도이 구루사비로 찔려야 하노. 오케이, 아칸나상아의 문화와 정보 강실리가 외국인료 삼단산나레နိုင်ငံခြားသားတိုင်ပင်ဆွေးနွေးရေးစင်တာเนาะနိုင်ငံခြားသားတိုင်ပင်ဆွေးနွေးရေးစင်တာโอเคကြည့်ရအောင်외국인료 삼단산다노네 국류 고용허가 제로 한국 고용허가 제로 입국한 외국인 근로자와 이두루 고용한 사업주를 위한 기관입니다. 그지 하면서 외국인료 삼단산다노နိုင်ငံခြားသားတိုင်ပင်ဆွေးနွေးရေးစင်တာကတော့고용허가 제로တရားဝင်လုပ်သားခေါ်ယူမှုစနစ်နဲ့ဒီနေ့ပြောမယ်ဆို EBS စနစ်နဲ့ 입국한ပြည်ဝင်လာတော့외국인 근로자와နိုင်ငံခြားသားအလုပ်သမားနေတဲ့이두루အဲ့ဒီလူတွေကိုဂုံယုံဟန်ခေါ်ယူအသုံးပြုသောစာအုပ်ကျူလူတထေးတွေအတွက်ပေါ့နော်စာအုပ်ကျူလူဝီဟန်အသေးတထေးတွေအတွက်ဒီကွန်ညီနေတာနေရာပဲဖြစ်ပါတယ်အလုပ်သမားတော့ကောအလုပ်ရှင်တော့ကောနေရာလေးပဲဖြစ်ပါတယ်외국인 근로자의 언어 소통 및 체류와 비구 중에 관한 상담 서비스를 제공하기 위해 고용노동부와 한국산업인력공단이 함께 설립하였습니다. 오케이, 내내리시래. 외국인 근로자의နိုင်ငံခြားသားအလုပ်သမားရဲ့언어 소통ဘာသာစကားဆက်သွယ်ပြောဆိုခြင်းနှင့်ချဲလူဝါနေထိုင်ခွင့်နှင့်ဝေကုပြည်ပြန်ခြင်း등의 관한 사례တွေနဲ့ပတ်သက်သော상담 서비스로တိုင်ပင်ဆွေးနွေးမှု service တွေကို제공하기 위해ထောက်ပံ့ဖို့အတွက်고용노동부와အလုပ်သမားဌာနနှင့်한국산업인력공단ဆိုတော့ကိုရီးယားစက်မှုလူစွမ်းအရင်းမြစ်ဌာနတနည်းအားဖြင့်ပြောမယ်ဆိုရင် HRD ဌာနက함께အတူတူ 설립하였습니다. တည်ထောင်ထားတာပဲဖြစ်ပါတယ်အလုပ်သမားဌာနက HRD ဌာနကပေါင်းပြီးတော့တည်ထောင်ထားတဲ့ဌာနလေးဖြစ်ပါတယ်한국생활 적응에 어려움을 겪고 있거나 사업주와의 갈등 시 언어 문제 등으로 어려움을 겪는 외국인 근로자들이 이용할 수 있습니다. 오케이. 한국 생활으로 코리아 니타이무 적응에 진나야무마 코리아마 니타이무 진나야지만 어려움을 겪고 있거나 카케라리고 칸야라베 피피ပြောမယ်ဆိုရင်နေထိုင်ရတာကျင့်သားမရသေးလို့ပေါ့နော်အခက်ခဲတာတွေကိုရင်ဆိုင်ရတာပဲဖြစ်ဖြစ်တဲ့စာအုပ်ကျူဝါရဲ့ဒီလုပ်ငန်းရှင်တထေးတွေရဲ့ဂါးကျွန်းပရိဘောကပရိဘောကလေပရိပခနော်ပရိဘောကဖြစ်နေတဲ့언어 문제 등으로 들어 ဒီဘာသာစကားအခက်အခဲပြဿနာစားတာတွေအနေနဲ့တဲ့어려움ခက်ခဲမှုတွေကိုကြော်နှံခံရတော့외국인 근로자들이နိုင်ငံခြားသားအလုပ်သမားတွေက이용할 수 있습니다. အသုံးပြုနိုင်တယ်။တနည်းပြောမယ်ဆိုလို့ရှိရင်အခုတို့ဒီတရားဝင်နဲ့လာတဲ့အခါမှာအခုတို့ဘာသာစကားအခက်အခဲဖြစ်တာတွေနောက်တတိယအခုတို့ဂါးကျွန်းတဲ့တတိနဲ့ပရိပက္ခဖြစ်တဲ့အနေအထားမှာဘာသာစကားအခက်အခဲတွေကိုအခုတို့ဘာဖြစ်လဲကုညီထောက်ပံ့ပေးတယ်ပေါ့နော်။특히 농촌지역과 중소도시 등 도시에서 떨어져 있는 지역의 외국인 근로자에게 체계적이고 효율적인 서비스를 제공합니다. 특히 아투대피 농촌지역과 찔레디다리니 중소도시 알라사 알레사 번호 아테사 ang에사 묘뼈 등 사례 번호 도시에서 묘뼈지리 말에 떨어져 있는 확화도도 지역의 디다리에 외국인 근로자에게နိုင်ငံခြားသား အလုပ်သမားတွေထံသို့ 체계적이고 아디가 아니네ဖြစ်ပြီးတော့ 효율적인 서비스로ရလက်ကောင်းတွေအကျိုးတွေကိုမျှော်မှန်းတဲ့ဝန်ဆောင်မှုတွေကို제공합니다. ထောက်ပံ့ပေးတယ်효율하다가အကျိုးဖြစ်စေတာအကျိုးဖြစ်စေတဲ့ကိုတို့ဝန်ဆောင်မှုတွေကိုထောက်ပံ့ပေးပါတယ်
ပြောမယ်ဆိုရင်မြို့ကြီးပြကြီးကနေခွဲထွက်သွားတဲ့ကိုဒေတာလေးတွေမှာလှုပ်နေတဲ့နိုင်ငံသားအလုပ်သမားတွေအတွက်အကျိုးဖြစ်စေဖို့အတွက်သူကဗာလဲထောက်ပံ့ပေးတယ်또한 외국인 근로자의 권리 보호와 사회 안전망 구축에 꾸준히 힘쓰고 있습니다. 또한 비록 외국인 근로자의နိုင်ငံခြားသား အလုပ်သမားရဲ့ 권리 보호와 လူအခွင့်အလမ်းကာကွယ် စောင့်ရှောက်မှုနဲ့ 사회 안전망 구축에서 လူပေါင်း အဖွဲ့အစည်း အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်တွေမှာ 꾸준히 စဉ်ဆက်မပြတ် တောက်လျှောက် 힘쓰고 있습니다. အားသုံးနေတယ်ဆိုတော့ 빠윈 빼바래 뭐너 아떼도요 빠윈 바래 그리고 다양한 외국어로 서비스 되고 있어 한국어를 잘 모르는 근로자들도 쉽게 도움을 받을 수 있습니다. 그리고 비록 다양한 요정날의 외국어로နိုင်ငံခြား ဘာသာစကားတွေနဲ့ 서비스 되고 있어서ဝန်ဆောင်မှု 서비스 ပေးနေတာဖြစ်လို့ 한국어로 코리아 바다사가고 자 건강 모르는 맞디도 근로자들도နိုင်ငံခြားသား အလုပ်သမားတွေ 레벨 보너 쉽게 르르구구네 도움အကူအညီပေးမှုတွေကို အကူအညီတွေကို 받을 수 있습니다. လက်ခံရရှိနိုင်ပါတယ်. 그러면 코리아 사가모마 야마 그로 타이밍ဆွေးနွေးလို့ ရမှာ မဟုတ်ဘူး. ကိုယ့်ရဲ့ မိခင် ဘာသာစကားနဲ့လည်း သူတို့က 타이밍ဆွေးနွေးလို့ ရတယ်. နော်? 전화선남모네 홈페이지 www.hugkorea.org 이 웹사이트에 여러분 한번 봐봐. 이 웹사이트로 통해서 안내받을 수 있습니다. 전화선남은 폰의 타이밍ဆွေးနွေးမှုကတော့ 홈페이지에서 빼보나 웹사이트 알아맞듯이 안내받을 수 있습니다. 그래서 란용무고 lakhan 야유နိုင်ပါတယ်. 오케이, 달리아로 그로ပထမ တစ်ပိုင်း စာတွေကတော့ 여러분 뼈대입니다. 봐ပဲ. အခုလည်းအတတ်နိုင်ဆုံး ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေးနဲ့ တစ်လုံးချင်းစီကို အဓိပ္ပာယ်ပေါ်လင်အောင် ပြီးတော့ နားလည်လေအောင်တော့ အခုအတတ်နိုင်ဆုံး ရှင်းပြပေးပါတယ်. တစ်ခေါက်တည်းမရရင် နှစ်ခေါက် သုံးခေါက် နားထောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်. နော်? 여러분. 오케이, ထပ်ကြည့်ရအောင်. 오케이, 상담 정화가တော့ 그로 타이밍ဆွေးနွေးရေး 폰이가 한국어, 코리아 바다다가, 중국어, 태국 바다다가, 베트남어, 비엔남 바다다가, 타가로그어, 필리핀, 다 필리핀 바다다가 뭐너? 비록 영어, 잉글리로, 타이어가, 그리고 타이스가, 태국, 타이스가, 인도네시아어, 인도네시아 바다사가, 싱가라어스로, 스리랑카사가, 몽골어, 몽골리아사가, 우즈베크어스로, 우즈베키스탄사가, 카메루어스로, 캄보디아 바다사가, 몽골어스로, 뱅글라데시가, 우르투어스로, 파키스탄사가, 네팔어, 네팔사가, 미얀마어, 그리고 미얀마사가, 키르기스탄사가 보노 비록 템투어스로의 동티모르의 바다사가 라오어스로 그리고 라오사가 보노 등 사례를 18개 언어 지원 한국어 보고하네. 오케이. 알롱도 그리고 말해 40 နိုင်ငံ 바다사가 코리아 바다 아빠윈 보노 40 နိုင်ငံ 바다사가 아니네. 타이밍ဆွေးနွေးလို့ ရပါတယ်. ကိုမြန်မာဆိုရင်မြန်မာစကားနဲ့လည်း 타이밍ဆွေးနွေးလို့ ရတယ်ပေါ့နော်. 오케이, ကြည့်မယ်ဆိုရင် ပြီးတော့ 상담시간가 타이밍ဆွေးနွေးရမယ့် အချိန်က 9시부터 6시, 9나이 안에ညနေ 6나이 뒤 아래 전화번호가 1577-007, 1500-007와 아니야. 1500-003고 여러분 사대미면 송환로 야래. 이용 방법가 매일 오전 9시부터 오후 6시까지 상담 전화로 이용할 수 있습니다. 오케이, 이용 방법 동비화면 니랑가 매일 4시 니랑 오전 만나긴 9시부터 9나이간에 오후 6시까지ညနေ 6나이 아티 상담 전화로 이용할 수 있다. 타이밍ဆွေးနွေးရေး 폰으로 이용할 수 있다. 그래서 어떤뷰난에서 폰ခေါ်နိုင်ね. 오케이, 폰 넘버가 1577-007로 누른 후에 부가표 번호와 구별표 스타 번호 스타고 누르면 상담 후 받을 수 있습니다. 오케이. 1500-003콘드고 누른 후에 내비의 남아 국가표နိုင်ငံအလိုက် 번호와 넘버네 그리고နိုင်ငံကုန်း 넘버를 시디다 보노 နိုင်ငံ 넘버네 별표ဆိုတဲ့ 디 스타리고 누르면 내매 소인 상담 후 받을 수 있습니다. 타이밍ဆွေးနွေးမှုကို လက်ခံရရှိနိုင်ပါတယ်. အရေးကြီးပါတယ် 여러분. ဒီမှာတစ်ချက်သတိထားပါ. 상담센터가နိုင်ငံခြားသားအတွက်ကော တထေးအတွက်ကော နှစ်ယောက်လုံးအတွက် ကူညီပေးတဲ့ စင်တာပါ. အဲ့ဒါလေးတစ်ချက်မှတ်ထားပေးပါ. အကြောင်းပဲမှာ မေးပါတယ်ပေါ့နော်. 오케이, ပြီးတော့ ကိုတို့အောက်ကိုတက်ကြည့်ရမယ်ဆိုရင် working head ကိုလေးကြည့်အောင်.
Okay, 교육 프로그램에 대해 말할 수 있다. 교육 프로그램에서 띵자의 시즌에 빠다 비로 말할 수 있다. 자가 교수 나임에 넘버 2가 이동의 목적 행위의 이유로 말할 수 있다. လှုပ်ရှားရတဲ့ရည်ရွယ်ချက်အပြုမှုလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးအကြောင်းအရာတွေကိုကိုစကားပြောဆိုနိုင်မယ်နံပါတ်3ကprogram 신청의 필요한 표현으로 사용할 수 있다 program ဆိုတဲ့အစီအစဉ်တွေရှောက်ထားမှုနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့ပေါ်ပြမှုတွေကိုကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဗျဒီခန်းလေးသင်ပြီးတော့အဲ့ဒီ3ချက်ကိုကိုကတကယ်လုံနိုင်လားသုံးသပ်ပါတကယ်လို့မလုံနိုင်ဘူးဆိုရင်တော့ဒီခန်းကိုမကြည်တာပေါ့เนาะဒီခန်းကိုကြည်တယ်ဆိုရင်တော့အဲ့3ချက်ကိုကိုတို့ကပြောဆိုနိုင်မယ်ပေါ့เนาะအဲ့3ချက်နဲ့ပတ်သက်တာတွေကိုโอเคဒါလေးကတော့အခုရဲ့အခန်း25ရဲ့အခုတို့ဝေကူရင်းကုန်းလို့ကြဂျွန်ကီကွန်ဆိုတဲ့အခန်းလေးတွေကမူနာမှာကျောင်းဖို့ဗီဒီယိုလေးပဲဖြစ်ပါတယ်အခုရဲ့ဒီဗီဒီယိုလေးကကိုရီးယားစာလေ့လာနေတဲ့ message တွေအတွက်ဒေတာအထောက်အကူပြုတယ်ဆိုရင်အခုလည်းဝန်တာပီတီဖြစ်မိပါတယ်ဗျတော်တော်ကို감사합니다